အဖေမကောင်းခဲ့လို့ကျွန်တော်တို့မိသားစုတွေကျွန်တော်တို့မောင်နှမတွေမျက်နှာငယ်ရတာဒုက္ခရောက်ရတာဆင်းရဲရတာလို့အပြစ်မတင်လိုက်ပါနဲ့အမေပုံစံမကြခဲ့လို့ကျွန်တော်တို့မောင်နှမတွေမိသားစုတွေလောကရဲ့အလယ်မှာတိမ်ငယ်ရတယ်အရှက်ရရတယ်မျက်နှာငယ်ရတာရဲ့လို့အမေကိုလည်းအပြစ်မတင်လိုက်ပါနဲ့လမ်းမေးသေးတဲ့ကုံထမ်းစိုက်ကားနဲ့စီပင်အမိုက်သိမ်းတာဘာပဲဖြစ်ဖြစ်နောက်ပိတ်ဆုံးပြည်တစားကုံကူးတဲ့အဖေပဲဖြစ်နေမစေအောင်အဖေဟာအဖေပါပဲလေလမ်းဘေးမှာဈေးတောင်းခေါင်းရွက်ပြီးတော့မှတအိမ်ဝင်တအိမ်ထက်လဲရောင်းရတဲ့အမေပဲဖြစ်နေပါစေလမ်းကြိုလမ်းကြားပလုံကောက်ကျွေးရတဲ့အမေပဲဖြစ်နေပါစေနောက်ပိတ်ဆုံးကုံကုံပြောရရင်ပြည်တစားအမေပဲဖြစ်နေပါစေအမေဟာအမေပါပဲလေဘလို့အကြောင်းမျိုးတွေနဲ့ပဲပြဘလို့ကိစ္စတွေပဲရှိမိဘကိုတော့မပြစ်မှားမိစေနဲ့နော်မိဘကိုပြစ်မှားလို့မရဘူးအဖေဟာအဖေပဲအမေဟာအမေပဲလေမိဘကိုပြစ်မှားလို့ရလာတဲ့ဝေဒနာအပြစ်ကြွေးကလေအဖြေရှာမရဘူးပြေလည်အောင်ကုစားလို့မရဘူးနော်ဒါကြောင့်ဘယ်လိုအကြောင်းနဲ့မှမိဘကိုမပြစ်မှားပါနဲ့ကာလလရေကြီးတရေတီကလေးကပူဖန်ဆက်ခါအစရှိတဲ့အစားအသောက်တွေကစဒီဝမ်းထဲမှာလွယ်ထားတဲ့သားကလေးအန္တရာယ်ကင်းဖို့အတွက်ရှောင်ကျဉ်ခဲ့ရတာလည်းအမေပဲလေဒီကလေးကိုအောင်မြင်စွာချောမွေ့စွာမွေးဖွားလာဖို့အတွက်ချွေးနဲ့ရင်းပြီးတော့ရှာဖွေကျွေးမွေးခဲ့တာလည်းအဖေပဲလေအဲ့ဒီအန္တရာယ်တွေမကြောက်ရောက်အောင်စောင့်ရှောက်ပေးခဲ့တဲ့ကျေးဇူးတွေမွေးလာပြန်တော့လဲနှုတ်တိုက်အစာစားတတ်အောင်တင်ပေးလမ်းလျှောက်တင်ပေးအပေါ်အပါအလေးကျင်ကြီးကျင်ငယ်ကစားပြုစုဖယ်ရှားပေးခဲ့တာလေဒီအဖေနဲ့ဒီအမေပဲလေဒီကျေးဇူးတွေဘယ်နာသွားထားပါလဲနောက်ဆုံးကုံပြောလိုက်ရင်လမ်းဘေးမှာမွေးပြီးတော့ပြစ်ထားခဲ့တယ်မိဘမဲ့ကျောင်းမှာပြစ်ထားခဲ့တယ်ထားပါဦးလောကကြီးတဲ့ကိုရောက်အောင်ခေါ်လာပေးခဲ့တဲ့ကျေးဇူးတင်ပဲဆက်လို့မကုန်ပါဘူးလေဒါကြောင့်မိဘကိုဘလို့အခြေအနေမှာပဲဖြစ်လုံးဝမပြစ်မှားမိပါစေနဲ့အသာတတ်တို့ကိုကြည့်တော့မိဘကိုပြစ်မှားလိုက်တဲ့အပြစ်မြတ်စွာဘုရားနဲ့သာမတွေ့ဘူးတရားမနာလိုက်ရဘူးဟေ့ဆိုရင်အဲ့ဒီလိုလေးသာမကယ်တင်လိုက်နိုင်ရင်အဝီစီတန်းကြပါအဲ့ဒီအပြစ်ကတော့ကြေအောင်ကုလို့မရဘူးနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေမိဘကိုကျေးဇူးဆက်တဲ့သားသမီးတွေလည်းဒီထက်မှကကျေးဇူးဆက်နိုင်ပြီးတော့နှလုံးစိတ်ဝမ်းချမ်းမြေ့စွာနဲ့မိဘကိုကျေးဇူးဆက်နိုင်တဲ့သားကောင်းယရနာသမီးကောင်းယရနာများဖြစ်နိုင်ကြပါစေတကယ်လို့မိဘကိုမေ့နေခဲ့တယ်ဆိုရင်တော့ကိုတက်ဆန်းသမျှလေးနဲ့မိဘကိုပြုစုလှုပ်ကြွေးထောက်ပံ့ဖို့ကျေးဇူးဆက်ဖို့မမေ့ပါနဲ့သမေနာဝေတိကေပရာဏမေယေဒုရိနာဒါယလိဆိုင်နာ